တချို့ကဒီနေရာကိုရက်သမားတွေစုဝေးနေတဲ့နေရာလို့ခေါ်ကြပါတယ်။နို့တကယ်က Night Flight ကိုမျက်နှိုးပျော်မွေ့ကြတဲ့လူငယ်တွေစုဝေးရာအရက်လို့ခေါ်တာကပို့ပြီးတော့ရှင်ကျေးပါလိမ့်မယ်။အားလုံးပဲမင်္ဂလာပါ Sharing for you သိစေချင်လို့ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မြန်မာနိုင်ငံကကြည့်နေတဲ့သူတွေဆိုရင် VPN ခံပြီးတော့ကိုအားပေးကြည့်ရှုတဲ့ဗီဒီယိုနဲ့ဖန်တီးသူတွေကိုပံ့ပိုးပေးစေချင်ပါတယ်။ Okay ဗီဒီယိုကိုစလိုက်ကြရအောင်ဗျာရန်ကုန်မြို့ရဲ့ညနေခင်းတွေဆိုရင်ဘယ်နေရာကထိုင်လို့ကောင်းလဲမေးရင်လူတော်များများကချက်ချင်းပြေးမြင်မိမဲ့နေရာလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့လာတာမြို့နယ်မှာရှိတဲ့နာမည်ကျော်16လမ်းလို့ခေါ်တဲ့တရုတ်တန်းပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒီလမ်းကိုရောက်လာတာနဲ့အကင်နဲ့တင်းတင်းလေးတွေနဲ့အတူစီကားနေတဲ့အတန်တွေကတက်ကြွစွာကြိုဆိုနေတတ်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့တော့16လမ်းရဲ့လှုပ်ရှားမှုတွေကိုအတူတူရှောက်ကြည့်ကြရအောင်ဗျာ။ကျွန်တော်အခုမြင်တွေ့နေတဲ့လမ်းကတော့ဒါ16လမ်းပဲဖြစ်ပါတယ်။အဲဒီ16လမ်းကတော့ကျွန်တော်တို့ဒါဆိုင်နေမခင်းခင်ပေါ့နော်ကျွန်တော်တို့ဒီ16လမ်းမှာဆိုင်နေခင်းစင်ဒီခင်းခွင့်ပေါ့ပိတ်ထားတဲ့အချိန်ကကျွန်တော်ဝင်ရောက်ရိုက်ထားတဲ့လမ်းပုံစံလေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အခု16လမ်းကိုတေချာလေးမှတ်ထားပါပေါ့နော်ကျွန်တော်တို့ဆိုင်နေဖွင့်လိုက်တဲ့16လမ်းနဲ့ဘယ်လိုမျိုးကွာခြားသွားလဲဆိုတာကျွန်တော်တို့ခဏနေတော့သိရမှာပေါ့နော်ကျွန်တော်ဝင်လာတဲ့လမ်းကတော့ဒါမဟာဗန္ဓုလလမ်းမကြီးကနေပြီးတော့ဒါ16လမ်းနဲ့ဝင်တာဖြစ်ပါတယ်အခုကတော့အနော်ထာလမ်းကိုရောက်သွားပါပြီโอเคပါကျွန်တော်အခုမြင်တွေ့နေရတဲ့လမ်းမကြီးကဒါအနော်ထာလမ်းမကြီးဘက်ချမ်းက16လမ်းထိပ်နေရပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ16လမ်းကဒါသွားရလာရတာလဲလွယ်ကူပြီးတော့ဘတ်စကားနဲ့တက်စီ Grab တွေစီးပြီးတော့လာရောက်နိုင်ပါတယ်ကျွန်တော်တို့ဒီဘက်ကတော့ဒါအနော်ရထားဘက်ချမ်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒါမဟာဗန္ဓုလလမ်းဘက်ချမ်းကမြင်ဝင်မဲ့ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အခု16လမ်းညဈေးဆိုပြီးတော့အသစ်ဖွင့်လိုက်တဲ့ပုံစံကိုမြင်တွေ့ရတာဖြစ်ပါတယ်ကျွန်တော်တို့အခုဒါ16လမ်းရဲ့တက်ဝင်လှုပ်ရှားနေတဲ့အချိန်ကတော့ကျွန်တော်တို့ဒါ4နာရီခွဲ5နာရီဝန်းကျင်ပေါ့နော်ကျွန်တော်ဆိုင်နေစခင်းပြီးတော့ဒီမှာလူငယ်တွေစတင်လာရောက်နေတာပဲဖြစ်ပါတယ်ကျွန်တော်ဒီလမ်းမှာဆိုရင်အားလုံးသတိထားမိတဲ့အတိုင်းပဲဒါလူငယ်တွေအများစုလာကြတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီချိန်တော့ကျွန်တော်တို့16လမ်းတရုတ်တန်းလို့ပဲခေါ်ဆိုပြီးတော့အခုခါမှာတော့ကျွန်တော်တို့အစ်စ်ပြန်လဲဖွင့်လိုက်တဲ့အချိန်မှာဒါ16လမ်းညဈေးတန်းဆိုပြီးတော့တရားဝင်ဖွင့်ပေးလိုက်တဲ့နေရာလေးလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရန်ကုန်တစ်မြို့လုံးအတိုင်းအတာနဲ့အစီကားဆုံးနဲ့လူငယ်တွေအများဆုံးညစဉ်ညတိုင်းလာရောက်ရာ16လမ်းခေါ် China Town လို့ခေါ်တဲ့တရုတ်တန်းပဲဖြစ်ပါတယ်ကျွန်တော်16လမ်းရဲ့ထူခြားချက်ကတော့ရောက်လိုက်တာနဲ့ခင်းကျင်းထားတဲ့အကင်တန်းတွေပါပဲကျွန်တော်ဒီကင်တန်းတွေမှာအသားကင်တွေငါးကင်တွေပစုံကင်ကအစားအသီးအရွက်ကင်တွေထိအစုံလင်ရရှိနိုင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကတော့အခုအနော်ထားလမ်းမကနေပြီးတော့ဒါ16လမ်းနေရာကိုစတင်ရောက်ရှိနေပါပြီဒါကတော့ကျွန်တော်တို့ဒါည8နာရီခွဲဒါကျွန်တော်တို့လူစီကားတဲ့ပဝင်းကျင်အချိန်ခါဖြစ်သွားပါပြီကျွန်တော်တို့တွေ့မြင်နေရတဲ့ကားတွေအားလုံးနှီးပါးကဒီ16လမ်းကိုလာရောက်ကြတဲ့ဒါကားတွေဖြစ်ပါတယ်တွေ့ရတဲ့အတိုင်းပဲကားတွေလည်းတော်တော်များလေး
ကျုပ်ချက်ခတ်နေတော့တွေ့မြင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါနော်ထာလမ်းဘက်ကနေပြီးတော့ကျွန်တော်တို့ဒီ16လမ်းဘက်ကိုစတင်ဝင်ရောက်လာခဲ့ပါပြီအဲ့တော့ကျွန်တော်တို့ပထမရှေ့ပိုင်းမှာဘာမှမရှိတဲ့16လမ်းနဲ့အခုလို16လမ်းကိုပြန်ဖွင့်လိုက်တဲ့အခါမှာတွေ့မြင်နေရတဲ့လမ်းအနေထားတော့တော်တော်လေးပုံစံဝေးပြားသွားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်တို့ဒီ16လမ်းထဲမှာဆိုလို့ရှိရင်အသားကင်မျိုးစုံရမယ်ကျွန်တော်တို့တရုတ်စတိုင်ခေါ်ဆွဲကြော်တွေကြာတန်ကြော်တွေရမယ်ကျွန်တော်တို့ဆူရှီဒင်ဆန်ပြီးရင်ကျွန်တော်တို့မဟင်းကားမုန်ဒီစတဲ့မြန်မာနဲ့တခြားနိုင်ငံကစားစရာတွေကိုဒါမှာယူစားသုံးနိုင်ပါတယ်ကျွန်တော်တို့ဒီ16လမ်းအနီးတစ်ဝိုက်မှာဆိုလို့ရှိရင်လည်းဒါအဝတ်အစားတွေအိတ်ဖက်နှက်ဖုံးအပိုပစ္စည်းဆိုင်တွေလက်မှုပစ္စည်းဆိုင်တွေနဲ့ကျွန်တော်တို့စိန်ဆိုင်ရွှေဆိုင်တွေဟာလည်း16လမ်းတစ်ဝိုက်မှာစီးလို့ကြုံရဖြစ်ပါတယ်အခုလိုဒီလိုမျိုးဆိုင်တွေအများစုကတော့ကျွန်တော်တို့ဒီမဟာဗန္ဓုလလမ်းဘက်ခြမ်းမှာရှိနေတာဖြစ်ပါတယ်ကျွန်တော်အရင်ကတော့ဒါ16လမ်းလို့ပဲတရုတ်တန်းလို့ဒါခေါ်ခဲ့ပေါ့နော်ဒါအခုခါမှာတော့ကျွန်တော်တို့16လမ်းညာဈေးကျွန်တော်တို့ဒီ China Town Night Market လို့တရားဝင်ခေါ်သုံးဆွဲနေရဖြစ်ပါတယ်ဒီ16လမ်းနေရာဟာလူငယ်တွေအဖို့ချစ်ခင်ရသူတွေနဲ့အတူတူအပန်းဖြေဖို့ကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဒီနေရာမှာနိုင်ငံသားတွေရောဒေသခံတွေပါမကြမ်းလူမျိုးပေါင်းစုံစုဝေးနေကြတာကိုတွေ့ရမှာဖြစ်ပါတယ်လူများတဲ့ဆိုင်တွေကအရသာနဲ့အည်တွေကောင်းတတ်ပါတယ်ဒါကြောင့်16လမ်းအတွင်းထဲမှာရှိတဲ့ဆိုင်အများစုကတော့ကျွန်တော်တို့နောက်ကျမှရောက်သွားတယ်ဆိုလို့ရှိရင်တော့ဒါဝိုင်းကောင်းကောင်းထိုင်ရဖို့ကတော့တော်တော်လေးအခက်အခဲဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ16လမ်းထဲမှာရှိတဲ့ဆိုင်တွေကတစ်ဆိုင်နဲ့တစ်ဆိုင်ဒါအပြိုင်ဆိုင်ရောင်းနေတဲ့မြင်ကွင်းနဲ့ပတ်ဝန်းကျင်ကစူညံတန်တွေကရန်ကုန်ရဲ့ညကိုပို့ပြီးအသက်ဝင်စေနေပါတယ်ကျွန်တော်တို့ဒီတရုတ်တန်း16လမ်းလို့ခေါ်တဲ့ဒီညဈေးတန်းရဲ့ထူးခြားတဲ့အချက်တွေကတော့ကျွန်တော်တို့ဒီတရုတ်နှစ်သစ်ကူဒါ Chinese New Year ကာလမှာအလွန်စီကားတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီလိုနှစ်သစ်ကူပွဲတွေမှာဆိုလို့ရှိရင်ဒီ16လမ်းနေရာတစ်ဝိုက်မှာဒါအထူးဖြော်ဖြေးပွဲတွေကျွန်တော်တို့ဒီငကားအကတွေနဲ့ဒီတရုတ်ရိုးရာကျွန်တော်တို့အစားတွေတရုတ်ရိုးရာယဉ်ကျေးမှုတွေကိုကျွန်တော်တို့ဒီနေရာမှာတွေ့မြင်ရတဲ့အချိန်ကာလလည်းဖြစ်ပါတယ်ကျွန်တော်တို့ဒီ16လမ်းနေရာကရန်ကုန်မြို့ရဲ့ဒါ night life အရာတာကိုခန်းစားနိုင်တဲ့နေရာကောင်းတစ်ခုလည်းဖြစ်နေစေပါတကယ်ချင်းတွေဇုံတွဲတွေအနေနဲ့ကျွန်တော်တို့ဒီလမ်းမှာညရဲ့အလှနဲ့လမ်းလျှောက်စားတော့ရတာဒါ romantic vibe လေးရရှိစေမှာဖြစ်ပါတယ်ဓာတ်ပုံရိုက်ဖို့ကလည်းမီးမိုက်လာတဲ့နေရာဖြစ်တယ်ဆိုတာတွေ့မြင်ရမှာဖြစ်ပါတယ်ဒီလမ်းရဲ့အလှဆုံးအပိုင်းကတော့ကျွန်တော်တို့လူတွေရဲ့ပျော်ရွှင်နေတဲ့မျက်နှာတွေကိုမြင်ရတာပါပဲတကယ်ချင်းတွေလောဖော်ကင်ဘတ်တွေမိသားစုဝင်တွေနဲ့စုဝေးပြီးရဲမောပြောဆိုနေကြတဲ့မြင်ကွင်းတွေကရန်ကုန်ရဲ့ချစ်စရာကောင်းတဲ့အလေးထားတွေကိုတွေ့မြင်နေရတဲ့အစိပ်ပိုင်းနေရာတစ်ခုလည်းဖြစ်ပါတယ်လို့16လမ်းဟာရန်ကုန်မြို့ရဲ့ China Town တရုတ်တန်းအစိပ်ပိုင်းဖြစ်တဲ့အတွက်တရုတ်ရိုးရာအငွေ့သက်တွေကိုလည်းခံစားရမှာဖြစ်ပါတယ်ကျွန်တော်တို့အချိန်တော်ကြာစကားပြောရင်းနဲ့စားတော့စားရတာဟာဒီနေရာရဲ့အဓိကဆွဲဆောင်မှုပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဒီနေရာကည9နာရီနဲ့ကျွန်တော်9နာရီအတွင်းကတော့ဒါအရန်စီကားတဲ့နေရာဖြစ်ပါတယ်အဲ့တော့ကားပိုင်ကင်ကလည်းရှားတဲ့နေရာမို့လို့အစောသွားဖို့အကြံပြုချင်ပါတယ်ကျွန်တော်လူအများနဲ့ဆိုတော့ပူတတ်တဲ့အတွက်အေးမဲ့အဝတ်စားတွေဝတ်သွားပါပစ္စည်းတွေပြောက်တဲ့လို့ဖုန်းပိုက်ဆံအိတ်တွေနဲ့တန်ဖိုးကြီးပစ္စည်းတွေကိုလည်းတေချာသိမ်းဆည်းထားဖို့လိုအပ်ပါမယ်မျိုးရင်းဖြစ်တဲ့အတွက်ပြန်တဲ့အခါမှာလည်းတက်စီနဲ့ grad တွေကိုခေါ်ရတာလွယ်ကူပါတယ်လမ်းထိပ်မှာလည်းသွားလို့ရခီးကိုပို့ဆောင်ပေးမဲ့တက်စီရင်မောင်းဆရာကြီးများကလည်းအသင့်စောင့်ကြိုပေးနေပါတယ်ဒါကြောင့်မိတ်ဆွေကရန်ကုန်ကိုလာလေတာဒါမှမဟုတ်ရန်ကုန်မှာပဲရှိနေတယ်ဆိုရင်တော့ဒီ16လမ်းလို့ခေါ်တဲ့တရုတ်တန်း
China Town ကိုတစ်ခေါက်လောက်တော့လာကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ဟုတ်ကဲ့ပါဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်